ဒီနေ့ကျွန်တော်က dropfish ထဲမှာလေကျွန်တော်တို့ကကိုယ်ပိုင်ဒီမှာကျွန်တော်တို့ကိုယ်ပိုင် ID code ယူပြီးသွားလို့ရှိရင် ID code ရှိကြတဲ့လူတွေကဒီ ID code ကလေးကိုကျွန်တော်တို့ကဘယ်လိုမျိုးမျှဝေမလဲဆိုတော့ကျွန်တော်ကမျှဝေပေးခြင်းပေါ့နော်ဘယ်လိုမျိုးဒီ ID code အသုံးပြုရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာလေးကိုနှိပ်လိုက်နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင် ID code လေးကြာလာမယ်အဲ့ဒါကဒီမှာရှိတဲ့ဒီနာမည်လေးရတော့ဒါလေးကိုနှိပ်ပြီး copy ကူးလို့ရတယ်ပေါ့နော်ကူးပြီးတော့ကျွန်တော်တို့ကအကောင့်ဖွင့်တဲ့အချိန်ကျရင်ကျွန်တော်တို့ကလူသစ်တွေကိုပေါ့နော်အကောင့်ရိုးအကောင့်ဖွင့်ပေးတဲ့အချိန်ကျရင်ဒီနာမည်လေးကိုသုံးရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကခါကြရင်ဒီ Messenger တို့ Telegram တို့ Viber တို့ကနေပြီးတော့ကိုယ့်ရဲ့ link ကို share ပေးလို့ရတယ်နော်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေစီပို့လို့ရတယ်ဘယ်လိုပို့မလဲဆိုလို့ရှိရင်သူတို့ဒီ QR code ကိုလည်းပို့လို့ရတယ်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်နော်အဲ့ဒါလေးကိုနှိပ်လိုက်လို့ရှိရင်သူက QR code ကိုဒီမှာတင်စီးပြီးပြီဘယ်ကိုတင်စီးလဲဆိုတော့ကျွန်တော်တို့က gallery ထဲကိုသွားမှာနော်ကိုယ့်ရဲ့ gallery ထဲကိုဖုန်း gallery ကိုသွားလိုက်လို့ရှိရင်ဒီမှာတွေ့လားခုနကကျွန်တော် copy လုပ်လိုက်တဲ့ QR code လေးရောက်လာအဲ့ QR code လေးကိုကျွန်တော်တို့ကဒီမှာဒီ sharing လုပ်လို့ရတယ်အောက်က sharing code လေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီ QR code ကိုကျွန်တော်တို့မိတ်ဆွေတွေကိုအကုန်ပို့လို့ရတယ်ဒီ Viber တွေ Messenger တွေနော်ဒါဒီ message box တွေပြီးတော့ Gmail တွေအဲ့ရနေအကုန်ပို့လို့ရတယ် Telegram တွေအကုန်ပို့လို့ရတယ်နော်အဲ့အောက်မှာရှိရဲ့ဒီ Facebook တွေ TikTok တွေ Google တွေအကုန်ပို့လို့ရတယ်နော်ဒီကနေပြီးတော့ဥပမာကျွန်တော် mail တစ်ခုကိုပို့လို့ရှင်လည်းရတယ်ဒီ mail ကိုနှိပ်လိုက်ဒီ QR code လေးရောက်သွားမယ်နော်ကိုယ့်ရဲ့ message ပို့လိုက်တာပေါ့ဥပမာကျွန်တော်ကဒီဟာကိုဒီ QR code ကိုကျွန်တော်ပို့မယ်ဆိုရင်ဒီတရားကိုပို့လိုက်မှာ Messenger လေးကိုဒီလေးကိုပို့လိုက်မှာနော်ပို့လိုက်လို့ရှိရင်လည်းဒါကျွန်တော်ရဲ့ message စီကိုဒီ QR code လေးကိုပို့လိုက်မှာနော်သူကအဲ့ဒါကို scan ဖတ်ပြီးတော့သူကအကောင့်ဖွင့်လို့ရတယ်နော်ရိုးအကောင့်ဖွင့်လို့ရတယ်ပြီးတော့နောက်တစ်နည်းရှိတယ်နောက်တစ်နည်းကဘယ်လိုလဲဆိုတော့QR code မှာပဲနောက်တစ်နည်းကဒီမှာ link ကိုမျှဝေခြင်းဆိုတာဒီအလယ်ဟာနေနော်ဒါလေးကိုတစ်ချက်နှိပ်လိုက်အဲ့လိုနှိပ်လိုက်လို့ရှိရင်လေဒီ link ကိုပေါ့နော်ဒီ copy URL ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ကကြိုက်တဲ့လူကိုကြိုက်တဲ့နေရာကိုနှိပ်ပြီးပို့လို့ရတယ်နော်ဒီ Facebook တွေ Messenger တွေကိုယ့်ရဲ့ message တွေပို့လို့ရတယ်ပြီးတော့ဒီမှာ copy URL ဆိုတာကျွန်တော်ရဲ့ link ကို copy လုပ်လို့ရတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီကိုယ့်ရဲ့စာရိုက်တဲ့ clipboard တွေကိုရောက်သွားပြီနော်အဲ့ဒါဘယ်လိုသွားချလို့ရလဲဆိုရင်ကျွန်တော်ကကြည့်နော်ကျွန်တော်ချပြမယ်နော်ကျွန်တော် note ထဲမှာချပြမယ်ဒါကျွန်တော်ရဲ့ကိုယ်ပိုင် link ပဲ ID ယူထားတဲ့လူတိုင်းမှာဒါမျိုးရှိရနော်ဒါကိုယ်ပိုင် link ပဲနော်ဒီဟာလေးကိုဒီလိုမျိုးဒီ link ကိုလည်းကျွန်တော်ရဲ့မိတ်ဆွေစီကိုကျွန်တော်ပို့ပြမယ်နော် Messenger လေးကိုတွားနိုင်မယ်တွားပြီးရင်ကျွန်တော်ဒီတငယ်ချင်းစီပို့မယ်နော်သူစီပို့မယ်ဆိုရင်ဒါက QR code ပို့လာတယ်နော်နောက်တစ်မျိုးကျွန်တော်ပြမယ်နောက်တစ်နည်းပို့လို့ရတယ်ခုနကျွန်တော် copy ကူးထားတဲ့ဟာကိုကျွန်တော်ရဲ့ link ကိုဒီမှာချလွှဲလို့ရတယ်ဒါဆိုကျွန်တော် link ကျလာပြီနော်ဒီများလေးကိုနှိပ်လိုက်သူ့ရဲ့ Messenger ထဲမှာဒီလိုမျိုး app dropfish company ဆိုပြီးပို့လာတွေ့လားအဲ့ဒါလေးကိုကျွန်တော်မိတ်ဆွေကသူ့ရဲ့ Messenger ထဲကနေအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်တာ ਨੇ ကျွန်တော်ဘယ်ကိုရောက်သွားမလဲဆိုတော့ဒီ dropfish site တွေကိုရောက်ပါနော် dropfish ကိုဒီလိုမျိုးလေးပြကျွန်တော် application အဲ့လိုပြတဲ့အချိန်မှာကျွန်တော်ကသူကနေပြီးတော့ဘယ်လိုလုပ်အောင်လဲဆိုလို့ရှိရင်ဒီပေါ်ကအနီလေးကိုနှိပ်တာကကြတော့ဘာလဲဆိုတော့သူကကိုရိုမာတို့ဖုန်းထဲမှာဒီ dropfish application ရှိပြီးသားဆိုလို့ရှိရင်ကျွန်တော်တို့ကရှိပြီးသားဆိုလို့ရှိရင်တော့ဒီအနီလေးကိုနှိပ်လိုက်လို့ရှိရင်သူကဘယ်ကိုရောက်သွားမလဲဆိုတော့ကျွန်တော် account အသစ်ဖွင့်တဲ့နေရာကိုတစ်ခါတန်းရောက်ပါတယ်နော် account အသစ်ဖွင့်တဲ့နေရာကိုတစ်ခါတန်းရောက်ပါမယ်အဲ account အသစ်ဖွင့်တဲ့နေရာလေးမှာကျွန်တော်ရဲ့ဒီ profile code ပေါ့နော်ကျွန်တော်ရဲ့ ID code တစ်ခါချိတ်ပြီးသား
ထပ်ထည့်စရာမလိုတော့ဘူးเนาะသူကသူ့အောင်နာမည်ထဲသူ့ရဲ့ဖုန်းနံပါတ်ထဲသူဒီမှာအစင်းစင်းလှုပ်ဆောင်ပြီး OTP ကုတ်တောင်းလိုက်ရုံပဲပြီးရနဲ့အကောင့်တစ်ခါတည်း passport ထည့်ပြီးရနဲ့ကျွန်တော်နဲ့ချိတ်ဆက်ပြီးသားအကောင့်ဖြစ်သွားမယ်เนาะကျွန်တော်တို့ကဒီကိုယ့်ရဲ့ဒီ link ကိုတက်တက်ပေးနေစရာမလိုတော့ဘူးကျွန်တော်တို့အဲ့ link ကိုsharing လုပ်ပေးလိုက်တာနဲ့သူကတစ်ခါတည်း Dropbox တွေကိုတန်းရောက်သွားတယ်เนาะဒါဒီ Dropbox ကသူ့ဖုန်းထဲမှာအရင် down ပြီးသားဖြစ်နေအောင်เนาะပြီးရင်ကျွန်တော်ပြန်ထွက်ပြမယ်ပြီးလို့ရှိရင်နောက်တစ်နည်းကကြတော့သူကတကယ်လို့ကျွန်တော်ချက်ပြမယ်เนาะဒါလို့ဒီအောက်ကကြတော့သူက application ကိုမ down ထားသေးတဲ့လူတွေကကြတော့အောက်ကအဖြူလေးကိုနှိပ်ရမယ်เนาะကိုယ့်ဖုန်းထဲမှာ Dropbox ကိုမ down ထားသေးဘူးဆိုရင်ဒီအောက်ကအဖြူလေးကိုနှိပ်လိုက် down ထားပြီဆိုရင်ဒီကိုနှိပ်လိုက်ပါเนาะမ down ရသေးဘူးဆိုရင်အဖြူကိုနှိပ်ရမယ်အဖြူကိုနှိပ်လိုက်ရင်ဘယ်ကိုရောက်လာလဲဆိုတော့ကျွန်တော် Dropbox application ကိုကျွန်တော်တို့ဘယ်လိုရောက်မလဲdown တဲ့နေရာကိုရောက်သွားမှာเนาะကျွန်တော်က Play Store သုံးလို့တော့ Play Store တွေကိုရောက်သွား Google Play တွေကိုရောက်သွားဘူးเนาะဒါဆိုရင်ကျွန်တော်ကတော့ဒါဖုန်းထဲမှာ down ပြီးသားရှိပြီးသားဖြစ်လို့ပေါ့เนาะနှိပ်လိုက်ရင်ကျွန်တော်ကတော့ရှိပြီးသားနေရာကိုရောက်သွားဘူးเนาะကိုတို့မောက်တော့မရှိသေးဘူးဆိုရင်အဲ့မှာ Play Store မှာတစ်ခါလေး down လုပ်ရတယ် down ပြီးတာနဲ့အဲ့ဒီ software တွေကိုဝင်လိုက်တာနဲ့ကျွန်တော်ရဲ့ link နဲ့ချိတ်ပြီးသားအကောင့်ဖွင့်တဲ့နေရာကိုတစ်ခါလေးဝင်လို့ရမှာเนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြနေဖြည်းဖြည်းချင်းကြည့်မှရမယ်เนาะသူကဒီကိုယ့်ရဲ့ကိုယ်ပိုင် link ကိုသူကမျိုးမျိုး sharing လုပ်တဲ့သဘောပြတာပေါ့เนาะဒီကိုယ့်ရဲ့ကိုယ်ပိုင် link ကိုကျွန်တော်တို့ကနည်းမျိုးစုံနဲ့ကျွန်တော်တို့မိတ်ဆွေတွေစီကိုပို့လို့ရတယ်ဆိုတာပြတာเนาะကျွန်တော်တို့ကဒီမှာနှစ်နည်းသုံးနည်းရှိတယ်เนาะသုံးနည်းကျွန်တော်တို့ကြွာကိုပို့လို့ရတယ်ကျွန်တော်ရဲ့ link ကို copy လုပ်ပြီးပို့လို့ရတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီနာမည်ပေါ့เนาะ link ကုတ်နာမည်လေးကိုလည်းပို့ပေးလို့ရတယ်ပို့ပြီးတော့သူအကောင့်ဖွင့်တဲ့နေရာမှာထည့်ပေးလို့ရတယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ကြွာကုတ်ကိုဘယ်နှစ်နည်းပို့လို့ရလဲဆိုတော့သိလောက်ပြီထင်ပါတယ်အဲလိုကြည့်နော်အားလုံးပဲစင်ပြကြပါစေ